နောက်ဘလို့လောက်လဲလမ်းဒီမှာပြင်းကြီးပြောနေနေပုံပြလာတော့တက်လုံးနေပါကျွန်တော်ဖတ်တာတော့ဒီပေါ့မလို့အားလို့ตอนที่เด็กเขากอดไว้เนี่ยเขาปืนมันลั่นသတင်းစိုးတွေလည်းကြားရတယ်ကျွန်တော်ဈေးသွားဝယ်ရတာထိတ်လန့်နဲ့သွားပြီးဝယ်ရအမြဲတမ်းစီကားနေတဲ့ကျွန်တော်မဲဆောက်မြို့ရဲ့ဈေးကတော်တော်လေးကိုရှင်းလင်းနေတာမဖြစ်မနေအပြင်ထွက်ပြီးတော့ဟင်းစားဝယ်တာတို့သွားတာတို့အလုပ်ကိုမဖြစ်မနေသွားတဲ့လူတချို့ကလွယ်လို့ကျန်တဲ့လူတွေတော့အပြင်မထွက်ကြတော့အဲ့လိုမျိုးတိတ်ဆိတ်သွားတာဇန်နဝါရီ20ရက်နေ့တရက်ထဲမှာပဲထိုင်းမြန်မာနယ်စပ်ကမဲဆောက်မြို့မှာလူတက်မှုနဲ့ထိုင်းရဲတပ်ဖွဲ့ဝင်တဦးတနက်နဲ့ပစ်ခတ်ခံရမှုဖြစ်စဉ်ဖြစ်ခဲ့ပြီးတဲ့နောက်မှာတော့မဲဆောက်မြို့ရဲ့လက်ရှိအခြေအနေကိုမဲဆောက်ဒေသခံတယောက်ကပြောပြတာပါမဲဆောက်မြို့မဲကူရက်ကွက်တော်ဖောင်းဆက်ရုံအနီးက 7-Eleven ဆိုင်အနီးမှာဆိုင်ကယ်နဲ့လာတဲ့မြန်မာနိုင်ငံသားလူငယ်2ဦးကိုထိုင်းရဲတပ်ဖွဲ့ဝင်တွေကစစ်ဆေးရာကနေပစ်ခတ်မှုဖြစ်ပွားခဲ့တာပါဒီကနေ့ဇန်နဝါရီ22ရက်နေ့နေ့လယ်ပိုင်းမှာတော့တနက်နဲ့ပစ်ခတ်ပြီးထွက်ပြေးသွားတဲ့မြန်မာလူငယ်ကိုကော်ပရာစစ်ကြောင်းရဲ့စစ်ကြောင်းမှုဖြစ်တဲ့ဗိုတာဘောနဲ့အဖွဲ့ကထိုင်းအာဏာပိုင်တွေစီကိုဖမ်းဆီးပြီးပြန်လည်လွှဲပြောင်းပေးလိုက်တယ်လို့ထိုင်းမီဒီယာတချို့ကဓာတ်ပုံနဲ့တကွဖော်ပြလာပါတယ်ဒီပြစ်ခတ်တဲ့လူကကျွန်တော်တို့ဘက်ချမ်းကိုထွက်ပြေးလွတ်မြောက်သွားရဲဆိုတာမှန်တယ်အဲ့ဒါကျွန်တော်တို့ပြန်ဖမ်းဆီးတော့ဒီသက်ဆိုင်ရာနိုင်ငံရဲတပ်ဖွဲ့လက်ထက်ကိုကျွန်တော်တို့ပေးအားလိုက်တာပဲဖြစ်ပါတယ်ခင်ဗျာတနက်နဲ့ပြစ်ခတ်ခံရတဲ့ထိုင်းရဲတပ်ဖွဲ့ကရဲတပ်ကြပ်ကြီးကတော့မဲဆောက်စီယုံမှာစီကူတောင်းမှုခံယူနေပါတယ်သူ့အတွက်လိုအပ်တဲ့သွေးကိုမဲဆောက်ရောက်မြန်မာလူငယ်တွေကစေးရုံကိုအဖွဲလိုက်သွားပြီးသွေးလှူဒန်းခဲ့ကြပါတယ်အဲ့တနက်ပြစ်မှုဖြစ်ပြီးတော့ဗာစိတ်ထားမလို့ဆိုမြို့ထဲမှာလူရှုပ်နေတဲ့အခြေအနေတောင်မှလူနည်းနည်း share သွားတယ်ဘာလို့ဆိုတော့အသက်ကင်ပြီးတော့လူတယောက်လွတ်နေတယ်ဆိုတော့ဒီသိမထွက်ဘူးဆိုတဲ့ပုံစံမျိုးဖြစ်မှန်းနဲ့တူတယ်မြို့ကတိတိလေးပါအဲ့တော့လူတက်မှုကလည်းဖြစ်ထားတယ်တနက်ပြစ်မှုတွေလည်းဖြစ်ထားတယ်နဲ့ share တယ်ပမာရီမို့ကမထွက်ရဲတော့ဘူးကြည့်မလားဟိုရဲတွေကိစ္စရတော့ပိုင်မဲဆိုပြီးတော့ပမာရီကလည်းမထွက်တော့မြို့ကအဲ့ကိစ္စကြီးဖြစ်ပြီးဆိုတဲ့ညီတော့အဲ့အရက်တီးတာTikTok ဆယ်လီတူဖြစ်ပြီး AR မားလို့လူသိများတဲ့ LGBT တူဟာအိမ်ပြန်မရောက်လာတာကြောင့်နီးစပ်သူတွေကဓာတ်ပုံနဲ့တကွာလူမှုကွန်ရက်စာမျက်နှာတွေမှာလူပြောက်ကျင်ညာပြီးအကူအညီတောင်းခံခဲ့ရာဇန်နဝါရီ22ရက်နေ့နေ့လယ်ပိုင်းမှာမဲဆောက်မြို့မဲတောင်တီကေကြီးရက်ကွက်တောင်ရခင်းတနေရာမှာတည်ဆုံလျက်ပြန်တွေ့ရပါတယ်။အရမပြုတ်ကျင်ပြီးရိုက်နှက်တက်ဖြတ်ခံရတဲ့အနေအထားနဲ့အလောင်းကိုပြန်တွေ့ရတာဖြစ်သလိုသူနဲ့အတူပါသွားတဲ့လက်ကင်ဖုံးနဲ့ရွှေထည်ပစ္စည်းတွေပါသွားခဲ့ပါတယ်။လက်ရှိမှာထိုင်းအာဏာပိုင်တွေကအခင်းဖြစ်ပွားရာနေရာမှာကျူးလွန်တယ်လို့ယူဆရတဲ့မြန်မာနိုင်ငံသားရဲ့အလုပ်သမားကတ်ကိုရရှိထားပြီးတန်တရားတရားခံကိုရှာဖွေနေပါတယ်။အခုလိုဖြစ်ရတဲ့ကြောင့်မဲဆောက်မြို့အတွင်းကမြန်မာနိုင်ငံသားတွေကြားစိုးရိမ်ပူပန်မှုများစွာဖြစ်ပေါ်နေပြီးထိုင်းအာဏာပိုင်တွေဘက်ကနေထိုင်ခွင့်လက်မှတ်နဲ့စာရွက်စာတမ်းစစ်ဆေးမှုတွေပုံမတင်းကျပ်လာနိုင်တယ်လို့မဲဆောက်ဒေသခံတွေကပြောပါတယ်။ကျောင်းသားတွေမှာလည်းလိုဂိတ်ချတယ်မနေ့ကဆိုဂိတ်ချတယ်အဲ့ဒီစေကနာနဲ့ကျောင်းသားပေါ့နော်ကျောင်းဆိုတော့အဲ့ CDC မိုင်းခွန်းကျောင်းပဲပေါ့နော်အဲ့ဂိတ်ချတယ်ဂိတ်ချဖမ်းတယ်ပေါ့နော်လိုဂိတ်ချပြီဆိုရင်အကြာကြီးဖမ်းတာပေါ့လေဆိုတော့စေကန်သွားမဲ့သူတွေလည်းစေကန်သွားရတော့အဲ့ကျောင်းကြိုဖို့သွားမဲ့သူတွေလည်းအထောက်အထားမရှိဘူးဆို license မရှိဘူးဆိုရင်သွားဖို့ခတ်သွားတာပေါ့နော်မဲဆောက်မျိုးတွေအခြေအနေပါရှင်းတယ်နော်လက်ရှိမဲဆောက်မြို့မှာမြန်မာလူသားတွေနေထိုင်တဲ့တန်းလျားတွေနယ်စပ်ဝင်ပေါက်နေရာတွေနဲ့ဈေးတွေကိုစစ်ဆေးဖမ်းဆီးမှုတွေပုံမှန်ထက်ပုံမပြုလုပ်နေပါတယ်။အဲ့လိုအခြေအနေမှာမြန်မာနိုင်ငံသားသိန်းချီနေထိုင်တဲ့မဲဆောက်မြို့မှာထိုင်းရဲတပ်ဖွဲ့ဝင်တဦးကိုတနက်နေ့ပစ်ခတ်တဲ့အမှုဟာအင်မတန်ပြစ်မှုကြီးလွန်းတာကြောင့်မဲဆောက်ရောက်မြန်မာတွေအထူးသတိထားနေထိုင်ကြဖို့အချင်းချင်းသတိပေးနေကြပါတယ်။မြန်မာနိုင်ငံသားတွေအနေနဲ့သက်ဆိုင်ရာနိုင်ငံရဲ့ဥပဒေတွေကိုလိုက်နာကြပြီးချိုးဖောက်မှုဖြစ်စဉ်တွေမှာလည်းအမုန်းပွားစေမဲ့ပြောဆိုဖြန့်ဝေမှုတွေမပြုလုပ်ဘဲဥပဒေအတိုင်းရင်ဆိုင်ဖြည့်ရှင်းဖို့ဝိုင်းဝန်းကူညီပေးဖို့လိုအပ်တယ်လို့ထိုင်းရောက်မြန်မာရွှေပြောင်းလူသားများအရေးကူညီပေးနေသူတွေကဆိုပါတယ်သူတို့နဲ့အပြုတ်မှုအပြောဆိုလေးကိုကောင်းမွန်နေတဲ့နေထိုင်ပြီးတော့ပတ်ဝန်းကျင်နဲ့အဆင်ပြေအောင်နေရဆိုလို့ရှိရင်ဒါဆိုသူတို့ကအခုရေချိန်တက်တဲ့အခါလေးခဏပြီးတဲ့အခါကျပြန်ကြပြီးဒီနားမှာကိုလူပို့ပေါ်မှာလေ AC ရှိတာပဲဆိုတဲ့ဟာမျိုးနဲ့ဆိုရင်ပြန်ကြတော့ပဲငကားမှုတဲ့အချိန်တိုင်းတော့သူတို့ကအခုလိုအချိန်မှာပို့ပြီးတော့စောင့်ကြည့်တဲ့ကာလမှာကိုလူတွေကအမားလုပ်တဲ့ဟာတို့ဒါမှမဟုတ်ကိုယ့်ဘက်ကနေစပြီးတော့အဲ့လိုမျိုးပေါ့နော်အမြင်မတော်တဲ့ဟာတွေဖြစ်တာတွေကပို့ဖြစ်လာတယ်ဆိုတော့ပြဿနာတွေကပို့ကြီးလာတာပေါ့နော်